မင်္ဂလာပါယခုရက်ပိုင်းကဘာတဝန်ကစောင့်ကြည့်နေရတဲ့ billionaire Jeffrey Epstein ရဲ့အမှုတွေအကြောင်းပဲဖြစ်ပါတယ်2024ခုနှစ်အစောပိုင်းမှာတရားရုံးကစာမျက်နှာထောင်ပေါင်းများစွာရှိတဲ့ Lil Web ဖိုင်တွေကိုစတင်ဖွင့်ချတဲ့အချိန်ကစလို့ကဘာထိပ်တန်းခေါင်းဆောင်တွေမင်းသားတွေနဲ့နာမည်ကြီးဒီနာရှင်တွေရဲ့အမိတွေဟာဒီအရှုပ်တော်ပုံတွေမှာပါဝင်လာခဲ့ပါတယ်ဒါဟာရိုးရိုးလိမ်မှုကိစ္စတစ်ခုတည်းမကပဲအာဏာရှိသူတွေနဲ့ငွေကြေးချမ်းသာသူတွေစုပေါင်းပြီးအပြစ်မဲ့မင်းကလေးငယ်တွေကိုဘလို့မျိုးညက်ထုတ်ခဲ့တယ်လဲဆိုတဲ့အမောင်ပဲချမ်းကိုပြီးမောင်းထိုးပြလိုက်တယ်လည်းဖြစ်ပါတယ်လူတွေနှင်းပေါင်းများစွာပြောနေခဲ့ကြတဲ့တိုက်ဆိုင်မှုအကျိုးအကြောင်း theory တွေကဘာကြီးကိုအာဏာရှိတဲ့သူအပေါ်ထပ်ဆင်အာဏာရှိတဲ့သူတွေပြောင်းလဲထိန်းချုပ်နိုင်တဲ့အစွမ်းတွေနဲ့ဆိုးလွန်ခေါ်တဲ့ဘာသာရေးအပေါ်ရစ်ပူလောကြတာတွေရှိပါတယ်ဒါအပြင်ကိုယ်တိုင်နာမည်ကြီးဖို့ကိုယ့်ရဲ့ spirit ကိုနှက်ဆိုးစီရောင်းစားကြတာတွေအပြင်ကလေးသူငယ်တွေကိုတတ်ဖြတ်တာစားသုံးကြတာအလိုမတူလိမ်ဆက်ဆံကြွလို့ခိုင်းစရာတွေဟာနောက်က Epstein နဲ့သူချူသူ Maxwell တို့အထူးချိတ်ဆက်ဖော်ဆောင်ပြီးတဲ့တန်တရားရှိသူတွေဖြစ်ဖန်ခံရပြီးတဲ့နောက်မှာတဆပေါ်လာခဲ့လာပါအခုဆိုရင်အမေရိကန်ရဲ့တရားရုံးက Epstein နဲ့ပတ်သက်တဲ့ဆိုင်ရာတပ်ပုံသိန်းချီနဲ့စစ်ဆေးမေးမြန်းတဲ့ file 3 တန်းကျော်ကိုထုတ်ပြခဲ့ပါတယ်Jeffrey Epstein ဟာ millionaire ဂျူးလူမျိုးတူမိဘကလည်းဂျူးလူမျိုးချစ်သူကလည်းဂျူးလူမျိုးသူကိုယ်တိုင်သူဟာငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်သူလို့သတ်မှတ်ထားတယ်သူဟာဘာနာရေးဆောင်ကအာဏာရှိလူမျိုးတွေကိုဆွဲဆောင်တယ်အမောင်ပါတဲ့ချမ်းကိုတိမ့်သွင်းတယ်ပြီးတဲ့နောက်မှာသူ့လေကိုပိုင်ကျွန်းပေါင်ကိုခေါ်ပါတီပေါင်းစုံလည်းရစ်ဝဇော်မှုတွေကိုလုပ်တယ်စပိုင်းကင်မရာဆုံးနဲ့မှတ်တမ်းတင်ထားပြီးအာဏာရှိသူအချိုးနဲ့ထိတ်တန်းစီးပွားရေးသမားတွေကိုချုပ်ကင်ထားတယ်အခွင့်ဆောင်တယ်ဝင်ယူတယ်ရှယ်ယာခွဲယူတယ်ချင်းချုပ်ငွေညစ်တယ်ဒီလိုတည့်ရက်နဲ့အာဏာရှိထိတ်တန်းခေါင်းဆောင်တွေနဲ့နာမည်ကျော်တွေဟာသူနဲ့ဘာလို့မကင်းရှင်းနိုင်တာလဲရှင်းပါတယ် Epstein ဟာလူကုန်တန်းတထဲတွေအကြားအာဏာရှိသူထိတ်တန်းသူတွေအကြားကချိတ်ဆက်ပေးနိုင်တဲ့လိန်ကျွန်းပွဲစောက်ဖြစ်အောင်မကစီးပွားရေးပေါင်းကူတရားလည်းဖြစ်နေပါတယ်အားနဲ့စော်ပါမီလီယံနာများရဲ့စီးပွားရေးအကြံပေးမှုချိတ်ဆက်ပေးမှုအခွင့်အလမ်းဖော်ဆောင်ပေးမှုဥရောပကစီးပွားရေးပညာရှင်နန်းတွင်တော်မိသားစုတွေအထိချိတ်ဆက်ပေးစီးပွားရေးကနေလေအကြံပေးကချိတ်ဆက်မှုဖြစ်ဒေါ်လာတန်းကြီးရရှိတဲ့သူဟာ Epstein ပဲဖြစ်ပါတယ်။သူဟာဘလောက်ထိအင်အားကြီးလဲဆိုရင် Epstein ဆိုသူစီကိုအာဇီဇာ El-Amadi နဲ့ Abdullah El-Omari နှစ်ဦးဟာစီးပွားရေးလမ်းဆောင်ဖြစ်အစ္စလမ်ဘာသာဝင်တိုင်းရဲ့အထွတ်ညတ်ထားရာကာဘာကြောင့်တော်ကိုဖုံးလုံထားတဲ့ဖီဆွာအထက်စားကိုအသုံးပြုသည့်အထက်စားအသုံးပြုနေတဲ့အထက်စားအသုံးမပြုသေးတဲ့အထက်စား၃မျိုးကိုလက်ဆောင်ဖြစ်ပေးခဲ့ရတဲ့အထိပါပဲDonald Trump, Bill Clinton, Elon Musk, Bill Gates, Hillary Clinton, Prince Andrew, Reid Hoffman, Michael Jackson, David Copperfield အပြင်အိန္ဒိယဝန်ကြီးချုပ်ဟောင်း Narendra Modi စတဲ့နာမည်ကျော်တွေဟာ Epstein ဖိုင်တဲ့ပါဝင်မှုကျုံးပေါ်မှာပျော်ပါဟုဖိတ်ကြားခံရမှုကိုယ်တိုင်ပါဝင်ခဲ့မှုတွေထိပါဝင်တဲ့ပုံတွေစာတမ်းတွေပေါက်ကြားလာပါတယ်။ပထမဆုံးအနေနဲ့ Britain မင်းသား Andrew ပါသူဟာနစ်နာသူ Virginia Giuffre ရဲ့တရားစွဲဆိုမှုကိုခံခဲ့ရပြီးအမှုမရိုင်းဆိုင်ခင်းပါတယ်ဒေါ်လာတန်ပေါင်းများစွာနဲ့ JA ခဲ့ပါတယ်။ဒါကြောင့်လဲသူဟာ Britain တော်ဝင်မိသားစုရဲ့ဂုဏ်လူဆောင်ပွဲတွေအားလုံးကိုစွန့်လွတ်ခဲ့ရပါတယ်။ဆက်လက်ပြီး American သမ္မတဟောင်း Bill Clinton ပါသူဟာ Epstein ရဲ့ကိုပိုင်လေရင်ကိုအချိန်ပေါင်းများစွာစီးနှင်ခဲ့မှုပြီးDO36 ဆိုတဲ့အမည်ဝက်နဲ့ဖိုင်တွေထဲမှာဖော်ပြခံခဲ့ရပါတယ်။ကလင်တန်ဘာကတော့ပြမှုကျူးလွန်လာခွင့်ရှိဘူးလို့ညင်းဆိုထားပေမဲ့တက်သေးတို့ရဲ့အထွတ်ဆိုချက်မှာတော့သူ့နာမည်ကခဏခဏပါဝင်နေပါတယ်။ And also အကောင်ဆုံးကတော့ကမ္ဘာကျော်သိပ္ပံပညာရှင် Stephen Hawking ပါမယ်။သူဟာ Epstein ကျွန်းမှာကျင်းပတဲ့ conference တစ်ခုကိုတက်ရောက်ခဲ့တာကြောင့်အမိပါလာတာဖြစ်ပြီး Epstein က Hawking နဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေကိုညင်းဆိုပေးနိုင်တဲ့သူကိုစုငွေပေးမယ်လို့တော့ကမ်းလှမ်းခဲ့တဲ့ email မှတ်တမ်းတွေတွေ့ရှိရပါတယ်။သမ္မတဟောင်း Donald Trump နဲ့ပတ်သက်ရင်တော့သူဟာ Epstein ရဲ့မိတ်ဆွေဟောင်းဖြစ်ခဲ့ပြီးမြဲနောက်ပိုင်းမှာအဆက်အသွယ်ဖြတ်ခဲ့သူဖြစ်ဖော်ပြထားပြီးသူ့ကိုဓာတ်ရိုက်ပြစ်မှုကျူးလွန်ကြောင်းဖော်ပြတဲ့အထောက်အထားမျိုးတော့လက်ရှိအချိန်ထိမတွေ့ရသေးပါဘူး။ဘာသာရေးတိဘက်ဖုံးကြီးရဲ့ကလေးသူငယ်တွေအပေါ်လိမ်အမြတ်ထုတ်တဲ့အကြောင်းသက်သေတွေရူပဗေဒသိပ္ပံပညာရှင် Stephen Hawking ပါဝင်လာတဲ့အကြောင်းတွေနဲ့ American သမ္မတဟောင်း Bill Clinton ရဲ့နှစ်ဖက်ချိုလိမ်မိုင်းဆိုင်ရာစိတ်ဝင်စားမှုများAmerican သမ္မတဟောင်း George Bush ရဲ့ခလေးဆန်ဆန်အပြုအမူနဲ့လူသားစားလိမ်အမြတ်ထုတ်အကြောင်းများနိုင်ငံပေါင်းစုကထိပ်တန်းစစ်ပတ်ဆိုင်ရာအရာရှိများရဲ့တငယ်လင်းအရှုပ်တော်ပုံများထိပါဝင်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကအဆိုတော်ချမ်းချမ်းထိပါဝင်လာတာကြောင့်မြန်မာကအဆိုတော်ချမ်းချမ်းကိုအိုဝါမာရဲ့မြန်မာနိုင်ငံခီးအပြန်မှာချမ်းချမ်းကိုရောက်အောင်ခေါ်လာခဲ့မယ်ဆိုတဲ့တဲ့ mail တွေပါဝင်လာပါတယ်။
ဒီလိုမြန်မာနိုင်ငံအထိပါမလွတ်တဲ့အကြောင်းအရာတွေကြောင့်ချမ်းချမ်းကိုယ်တိုင်ပြန်ဖြေရှင်းနေရတဲ့အထိနာမည်ကြီးနေပါတယ်Jeffrey Epstein ဟာ1950တွင်ခုနှစ်မှာမွေးပြီး2019မှာတေချောင်းကျန်မှုဖြင့်ထောင်ထဲမှာပဲဘဝအဆုံးသတ်ခဲ့ရပါတယ်။အနားစုစိတ်ဝင်စားကြရဲ့ Lolita Express လို့ခေါ်တဲ့ကိုပိုင်လေးရင်နဲ့လက်တဲ့ St. James ဆိုတဲ့လှုပ်ဝက်ကျွန်းကြီးဟာဒီအမှုရဲ့အဓိကအချက်အချပါ။တပ်တေလေးရဲ့ထပ်ဆိုချက်အရအဲ့ဒီကျွန်းပေါ်မှာအသက်6နှစ်ကနေ18နှစ်အကြာမိန်းကလေးငယ်တွေကိုလေးရင်တွေရဟတ်ရင်တွေနဲ့တဲဆုံပြီးအတက်မအခိုင်းစေခဲ့ရလို့သိရပါတယ်။ Epstein ရဲ့အင်စီတွေလာတော့သူဟာတရက်ကိုအနည်းခဏ3ချိန်ထက်မကပြုလို့လေရှိသည်အဲ့ဒီကနေတဆင့်လိန်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဖြစ်ပွားခဲ့တာလို့ဆိုပါတယ်လူမဲကလေးတွေကိုရစ်ပူဇောဖို့ခြေဖြက်လက်ဖြက်စားတော့တာနမဲကြီးတွေဟာလူသားစားသုံးပြီးသူတို့ရဲ့ပဝါအာနာတီမြဲဖို့နတ်ဆိုးစီရစ်ပူဇောကြတာတွေလုပ်ကြပါတယ်Epstein ရဲ့ကိုပိုင်ကျွန်းပေါ်မှာ American သမ္မတဟောင်း Bill Clinton နဲ့မိမအဝတ်အစားနဲ့ပကြီးကကလေးသူငယ်စောတဲ့စကူလင်းပြန်နဲ့အတူစော်နေတဲ့ American သမ္မတဟောင်း George Bush ရဲ့ပကြီးကားနဲ့ကိုလည်းတွေ့မြင်သိသိမိခဲ့ပါတယ်။နမဲကျော် Microsoft Company ရဲ့တီထောင်သူအတူထစ်တူဘီလီယံနာတူ Bill Gates ဟာလည်းရုရှားအပြော့မယ်တူနဲ့ပျော့ပါခဲ့ပြီးကလာတယောကရခဲ့လို့အိမ်အောင်ပြိုကွဲခဲ့ရပါတယ်။ဒါပေမဲ့ Bill Gates ဟာ Jeffrey Epstein နဲ့အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ Jeffrey Epstein ရဲ့ကိုပိုင်ကျွန်းပေါ်မှာဂျူးဘာသာရေးအဆောက်အဦအစ္စလာမ်ဘာသာရေးပုံစံအဆောက်အဦရှိတဲ့ပြီးအခြားမဖော်ထုတ်မသိနိုင်တဲ့ဘာသာရေးပုံစံပူဇော်မှုတွေကိုလည်းတွေ့ရပါတယ်။2009ခုနှစ်မှာမက္ကဆီကိုအလာမန်တူဟာလူအကြပြေးထွက်လာပြီးသူတို့ဒီပါတီမှာလူသားစားနေကြတယ်။လူသားတွေကိုတပ်ဖြတ်ပြီးပျော်ရွှင်လာရစ်ပူဇော်ကြတယ်။စားတော့နေကြတယ်ဆိုပြီးအော်ဟစ်ပြောဆိုခဲ့ပါတယ်။ထို့ဖြစ်ရဲ့ပြီးရက်အနှဲငယ်အတွင်းမှာအလာမန်လည်းတတိမပေါ်ပဲပျောက်ဆုံးခဲ့ရပါတယ်။ Jeffrey Epstein နဲ့သူ့ရဲ့ချစ်သူ Maxwell တို့ဟာသူတို့ရဲ့ကျွမ်းမော်ကိုကမ္ဘာအနှောင်ကမိမကျော်ဒီငွေလိုနေတဲ့မိန်းကလေးငယ်တွေကိုဖျားယောက်မိခေါ်တယ်။မငင်းနိုင်တဲ့အမေရိကန်နိုင်ငံသားဖြစ်ရေးငွေကြီးအများပြားရရှိရေးစာရင်များပြားမတူညီတဲ့အချက်တွေနဲ့လိမ့်လက်ခေါ်ယူတယ်။ကျွမ်းမော်ရောက်တဲ့အခါမိန်းကလေးငယ်တွေကိုလေ့ကျင့်ပေးပြီးပြန်ခွင့်မရှိအောင်လုပ်ပြီးနမဲကျော်အာနာစီသူများလာရောက်တဲ့အခါဖြောဖေးစေခဲ့ပါတယ်။ Jeffrey Epstein ဟာ2019မှာထောင်ထဲမှာတည်ဆုံသွားခဲ့ပြီမယ်သူ့ရဲ့ကြံရပါ Ghislaine Maxwell ကတော့အနည်း20ထောင်တန်းကြာခံနေရစေပါအခု2026ခုနှစ်အထိထွက်ပေါ်လာသမျှ fine တွေအရ American တရားရေးဌာနကစာမျက်နှာ3000ကျော်ကိုထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်ဒါဟာတရားမျှတမှုအတွက်ခြေလှမ်းတစ်ခုလားဒါမှမဟုတ်အာဏာရှိသူတွေကိုကာကွယ်ပေးထားတဲ့ဖုံးကွယ်မှုတစ်ခုလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်